ဒီဗီဒီယိုလေးကတော့ Basic English Essential Vocabulary Series ရဲ့ Part 4 ပါဒီနေ့ဗီဒီယိုလေးထဲမှာတော့တရိษံတွေရဲ့အင်္ဂလိပ်အခေါ်အဝေါ်လေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင် Are you ready? အဆင်သင့်ဖြစ်ပြီဆိုရင်တော့စလိုက်ကြရအောင်ပထမဆုံးတစ်ခုကတော့ cat ကြောင်ပဲဖြစ်ပါတယ်ရှင် C ကိုကြတော့ခါတန်ထွက်တယ် AT ကိုကြ at လို့အတန်ထွက်တယ်အဲ့တော့ cat ဆိုတဲ့အတန်နဲ့ at ဆိုတဲ့အတန်နဲ့ပေါင်းလိုက်လို့ရှင် cat လို့ထွက်ပါတယ် cat 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 ကြောင် dog ခွေဒီကိုကြတော့ဓာတ်တန်ထွက်တယ် OG ကိုကြ og လို့အတန်ထွက်ပါတယ်အဲ့တော့ဓာတ်တန်နဲ့ og ဆိုတဲ့အတန်နဲ့ပေါင်းလိုက် dog လို့ထွက်ပါတယ် dog 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 ခွေနောက်တစ်ခုကတော့ pig ဝက်ပဲဖြစ်ပါတယ်ရှင် P ကိုကြတော့ဖတန်ထွက်တယ် ing ကိုကြ x ဆိုတဲ့အတန်ထွက်တယ်အဲ့ဒီဖဆိုတဲ့အတန်နဲ့ x ဆိုတဲ့အတန်နဲ့ကိုပေါင်းလိုက် pig ဆိုပြီးတော့ထွက်ပါတယ် pig 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 ဝက်နောက်တစ်ခုကတော့ mouse ကြွက်ပဲဖြစ်ပါတယ်ရှင် mouse 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 ကြွက်နောက်တစ်ခုကတော့ monkey မြောက်ပဲဖြစ်ပါတယ်ရှင် monkey 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 မြောက်နောက်တစ်ခုကတော့ goat စိတ်ပဲဖြစ်ပါတယ်ရှင် goat 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 စိတ် duck ပဲ duck 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 ပဲနောက်တစ်ခုကတော့ sheep သိုးပဲဖြစ်ပါတယ်ရှင် sheep 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 သိုး bird ငါ bird 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 ငါနောက်ဆုံးတစ်ခုကတော့ horse မြင်းပဲဖြစ်ပါတယ်ရှင် horse 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 မြင်းဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အားလုံးအတွက်အကျိုးရှိလိုက်မယ်လို့မျှော်လင့်ပါတယ်အမြဲဗီဒီယိုအစီအစဉ်ပဲကြည့်နေရရင်ကျင်းစရာကောင်းပါဆိုတော့ဗီဒီယိုလေးကိုတက်နိုင်သမျှခြုံပေးထားပါရှင်ဒီဗီဒီယိုလေးကသင်အတွက်အင်္ဂလိပ်စာလေ့လာတဲ့နေရာမှာအထောက်အကူပြုရဆိုရင်တော့ English Best Data YouTube channel လေးကို like and subscribe လုပ်ခဲ့ပေးကြပါအောင်ရှင် Thanks for watching. Bye.